ဆွေဒင်နိုင်ငံမှာကျောင်းတွေကိုဥပဒေအရတင်းကျပ်စွာကကွယ်ထားပါတယ်။ကျောင်းပိုင်ရှင်တွေကသူတို့ရဲ့ကျောင်းကိုအိမ်မှာ24နာရီထက်ပိုပြီးတော့တယောက်တည်းမထားရပါဘူး။အကယ်၍အဲ့ဒီစီးမင်းကိုချိုးဖောက်ခဲ့မယ်ဆိုရင်ဒေါ်လာ1000လောက်တန်ကြီးပြီးဆောင်ရနိုင်ပြီးနောက်အနာဂတ်မှာအိမ်မွေးသတိဆန်ထပ်မံမွေးခွင့်တောင်ပိတ်ပင်ခံရနိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ကျောင်းပိုင်ရှင်တွေဟာသူတို့ရဲ့ကျောင်းလေးတွေအတွက်စောစရာရုပ်ကျောင်းအိမ်တွေလဲဝယ်ပြီးရပြီးကျောင်းကစိတ်မကောင်းဖြစ်အောင်တေချာဆောင်ရှောက်ပေးရပါတယ်။အဲ့ဒီနိုင်ငံမှာသတိဆန်ကကွယ်ရေးစစ်ဆေးရေးအရာရှိတွေတောင်ရှိပါတယ်သူတို့ကလူတွေကပေးတဲ့တိုက်ကြားမှုတွေကိုအခြေခံပြီးအိမ်တွေကိုသွားစစ်ဆေးတတ်ပါတယ်လာဆိုတိုက်ကြားတာကဘယ်သူတွေလဲအများအဖြစ်တော့စိုးရိမ်နေတဲ့အိမ်ကြီးချင်းတွေပဲဖြစ်ပါတယ်ဥပမာအိမ်ရှင်ကနေရက်လောက်ခရီးထွက်ပြီးအကြောင်းကိုအိမ်မှာတယောက်ထဲထားခဲ့တာကိုအိမ်ကြီးချင်းတွေတတိထားမိနိုင်ပါတယ်ပြီးတော့သူတို့ကစစ်ဆေးရေးအရာရှိတွေကိုဖုန်းဆက်တိုင်ကြားနိုင်ပါတယ်စစ်ဆေးရေးအရာရှိတွေကစစ်ဆေးပြီးတော့အကြောင်းကိုကြည့်ပြီးမပျော်ရွှင်ဘူးလို့ထင်ရင်အကြောင်းကိုချက်ချင်းယူသွားနိုင်ပါတယ်ဒါတင်မကပဲဒီလိုစီးမင်းတွေကတခြားသတိအဆန်တွေအတွက်လက်သက်ရောက်ပါတယ်ဥပမာငှက်တွေဆိုရင်လွတ်လပ်စွာပြန်သားနိုင်တဲ့နေရာကျဲတွေပေးရပြီးတော့ဘွေးတွေကိုတော့နေ့တိုင်းအနည်းဆုံးတစ်ချိန်လမ်းလျှောက်ခေါ်ရပါတယ်မဟုတ်ရင်တော့အိမ်ကြီးချင်းတွေကတတိထားမိပြီးစစ်ဆေးအရာရှိတွေကိုဖုန်းဆက်နိုင်ပါတယ်တချို့လူတွေထက်တောင်ဒီနိုင်ငံကသတိဆန်တွေပိုကန်ကောင်းပါတယ်